ဘယ်သွားမလို့လဲဘယ်သွားတော့မင်းစီရလားဟုတ်ပါဘူးတို့ကမင်းကလေးရဲ့နာမည်လေးကိုသိချင်လို့တီမီရဲ့နာမည်ကိုလားဟုတ်တယ်တီမီရဲ့နာမည်မပြောဘူးမိဝိုင်းတဲ့ဟောပြောပြီးပြီလေနာမည်လေးကမိဝိုင်းဟုတ်တယ်ကလိုက်တဲ့နာမည်လေးဟိုမင်းကလေးကိုကွာမြင်းချင်းနွားချင်းမြင်းချင်းကြာချင်းဆိုလိုပဲနှစ်ချင်းအကုန်ချက်တယ်ချစ်ခင်ဆုံးမတ်တယ်ဘာတွေပြောတာမသိဘူးတခါတလေနှစ်ချင်းနဲ့စားတာရတာရှိတယ်မလီဝင်းရှောင်းမင်းကလေးကိုရင်နေတဲ့တရားကိုတွယ်ဝက်ပြီးပြောမယ်ဆိုတော့ချစ်တယ်ကြိုက်တယ်လင်မယားဖြစ်ချင်တယ်အဲ့ဒါပဲမလီအဲ့လောက်တွယ်ဝိုက်လိုက်လားဒဲကြီးပါလားကြပြားဆန်းဆန်းလေးပြောမယ်ဆိုရင်မင်းကဘာနဲ့တူလဲဆိုရင်လွတ်လပ်နေတဲ့မြေကွက်လက်ကြီးနဲ့တူပါတယ်ဟုတ်တယ်ကိုကစံပြက်လေလူသားကောင်းနဲ့တူပါတယ်ဟုတ်တယ်အဲ့တော့မင်းရဲ့လွတ်လပ်နေတဲ့မြေကွက်လက်မှာကိုရဲ့မုံလာဦးလေးစိုက်ပြရစီလို့မလီဒီစကားပြောတယ်မုံလာဦးစိုက်တယ်နဲ့ဘာဆိုင်လို့တော့ရီးရစကားမပြောတော့ကိုကစိုက်ပြွေးသမားဆိုလေကိုစိုက်ပြွေးနဲ့လှည့်ပြီးတော့စိုက်ပြွေးနဲ့လှည့်ပြောရတာလားတကယ်ပါဝိုင်းလေးရဲ့ဝိုင်းကိုတကယ်ချစ်တာပါမင်းဘယ်လောက်ချစ်တယ်လဲဆိုရင်တမာတွေချုံမိုးတွေပြကောင်းကင်မှာရေကြီးမြေကြီးမှာလတ်တာရီတွေကငါးတွေအေးပတ်ပြီးတရားတယ်မမုန်းပါဘူးချစ်တဲဆူရက်စာပါနော်ဘယ်စာအုပ်တွေကကြက်ထားလဲဒါဟိုကာတွန်းစာအုပ်တွေကဟောပေါင်းကြည့်ပါကွယ်တလားတန်ဒီနလားတန်ဒီပေါင်းကြည့်မင်းစိတ်တိုင်းမကြတော့လေအနစ်နာခံပြီးကြွားပေးပါမယ်ရှင်နာနေဦးမယ်နော်စားရေးတာရုပ်တတမှုနဲ့ငင်းချမ်းတို့ကစားနေတောင်းနေပါဇက်ကြီးနဲ့ဘသူကနေရွက်နဲ့စားနေလို့လဲငွေလည်းကလေးလေးရောင်းချပေါင်းနေမိစားကြတာပေါ့မဟုတ်တော့စီးပွားရေးချိန်ကဘာစကားတွေပြောနေလဲကဲပါဝိုင်းကိုတကယ်ရှိလို့ပါဝင်းကိုချစ်ဖို့တိတ်ကြောက်နေလို့လားကြောက်တာဗောချစ်တော့ကြောက်တာဗောမကြောက်ပါနဲ့ကွာမင်းကြောက်ရတဲ့စိတ်ဆိုတာအပြော့ထားလိုက်အပေါ့သွားရင်အိုးယူပေးပါဦးမယ်ဗျာပကိုးသူလေးလိုတနခါလေးအနာနေမပြတ်မနာမှိနေရနဲ့ငင်းချမ်းတို့ကဝတ်စမှုပဲတလားမတိုးနဲ့ဆိုဟောဒီလိုအရှင်းမထွက်ဘူးထမင်းချက်တဲ့ကြုတ်တာထားချုပ်ဆရာများရှိမင်းထမင်းအပြဲပေးအချင်းတကယ်ရွလို့ညင်းပယ်ခဲ့ရင်နေရင်ရွယ်ကမကြချနာတပြလို့တခုံးမပြောပဲအလွန်းသဘောနဲ့ပေါင်းမှမယ်ဝိုင်းရဲ့တော်လိုက်တာဝိုင်းကိုတကယ်ချစ်တာပါမချစ်နိုင်ပါဘူးမင်းတို့ဘယ်လောက်ချစ်တယ်လဲဆိုရင်ကိုယ့်ရဲ့နှစ်တာကိုခြံခတ်ဆိုင်တစ္ဆာကိုပနဲ့ရိုက်ဂယုဏချစ်ကိုတိုင်းထူးမုဒိတာကိုအကာအမိုးထားပြီးအကျဉ်းသားဆိုတဲ့တန်ကလေးပေါ်မှာတန်ရောစင်ဆိုတဲ့မူရကြီးခင်းပြီးဝိုင်းနဲ့ကူနဲ့ဂျဘိုးရှာရင်မကောင်းဘူးလားလို့ဂျဘိုးရှာလေတော်သေးတာဗောဂျဘိုးရှာခဲလို့ဂျဘိုးရှာခဲဂျဘိုးကကြိုက်တော့အဲ့လိုမရဘူးမချစ်နိုင်ဘူးဒီမှာချစ်သူရှိတယ်တရွာသူမှာချစ်သူရှိတယ်ဟာမင်းရွာမှာဘလောက်ပဲချစ်သူရှိမင်းရွာမှာရှိတဲ့ချစ်သူတရွာသားချစ်ကပို့တယ်ဆိုတော့ယုံထားလိုက်ပါမင်းကလေးရဲ့မယုံနိုင်ပါဘူးတရွာသားချစ်ကိုယ့်ရဲ့ချစ်ကိုလေမြင့်မို့တောင်းနဲ့နှိုက်ရှင်လိုက်မယ်ဆိုရင်တော့မြင့်မို့တောင်းကြီးကငိုးဥဖြစ်သွားမယ်ဇီးရီကချောင်းဆူတယ်မစားနဲ့ငိုးဥကအားရှိတယ်ငိုးဥစားဒီမှာရှင်းကိုဒီမှာတခွန်းနဲ့ပြောမယ်10 သက်10ကဘယ်တော့မချစ်နိုင်ဘူးဒါပဲဆက်ရလိုက်လားဝိုင်းရက်ဆက်လိုက်လားဆက်ရတော့အင်ဂျင်ဝိုင်းဒီဘေးကိုမှာပေါ့ရက်ဆက်လိုက်လားဝိုင်းဝိုင်းကိုတကယ်မချစ်ဘူးလားမချစ်ဘူးမချစ်ကိုရေတော့ခုံကြပြီးသွားသိမယ်ခုံကြပြီးသွားသိငင်းညံမင်းစဉ်းစားအောင်တော့ဘာဖြစ်ကြည်တယ်ခုံကြတည်တဲ့အကြောင်းမဟုတ်ဘူး3ရက်လောက်လူတော့မသားကြီးကပုတ်ဝပြီးတော့ပေါ်လာအဆူကြီးကလန်းလို့ဟိုလူကဝိုင်းကြည့်ဒီလူကဝိုင်းကြည့်တယ်မသားရှက်တယ်မလေးသေးပြီးတော့မသားမြလာရှက်နေရသေးတယ်ဘလို့ဖြစ်ပေါ့မလေးအဲ့ဒါမကောင်းကိုဇွဲကြိုးချပြီးတည်လိုက်မယ်ဝိုင်းသေဇွဲကြိုးချပြီးတည်မယ်ငင်းညံမင်းစဉ်းစားအောင်တော့ဇွဲကြိုးချဖို့တော့ကိုမင်းကျိုးရှာအောင်မယ်တစ်တွေပေါ်ဖက်တဲ့ဘိုက်ပိုးအောင်မယ်အပွားခုံချလိုက်တဲ့တောင်ရှာကြီးက2000လောက်ထွဲလို့မျက်လုံးရပြူလို့မသားအလှပြက်တယ်သေတာတော့မှအလှလုံးနေတယ်နော်မကောင်းကိုတေဝင်းနဲ့ပြတ်တက်ပြီးတော့သေမယ်အဲ့လေမသေးဘဲနဲ့ခွင်းစွနေလူကြားမကောင်းဘူးထူးတော့ဝိုင်းရဲ့ဘာဖြစ်လဲလူကြီးတိတ်နေတဲ့အချိန်မှာကိုနဲ့ထင်ကိုတနက်နဲ့ပြတ်တက်ပြီးတော့သေလိုက်မယ်ပြစ်ငင်းညံစဉ်းစားအောင်တော့တနက်နဲ့ထင်ကိုပြစ်လို့ဒိုင်းကနေညီသွားရင်ပတ်ဝန်းကျင်ကနိုးလာပြီးအိပ်ရတက်တယ်ဆိုပြီးဆယ်အိမ်မှုကိုသွားတိုက်မသာပြဿနာရှင်းနေရအောင်မလင်းတော့သေမဲ့ဥစ္စာနဲ့ထီကချဲ့နေရသေးရှည်လိုက်တာနော်ချစ်နဲ့ရင်ဆိုင်ဖင်ထိုင်ကြတဲ့ငင်းညံဘဝအချစ်စရင်ရှုံပြီးတဲ့ငင်းချမ်းခံစားရပါပြီဗျာခံစားရတာအချစ်စရင်ရှုပ်သမျှရဲ့ဒုက္ခတွေမှာအသွဲသွဲပါမီးရဲ့ချစ်တဲ့ဝေဒနာကိုငင်းချမ်းမှာခံရလေတော့တယ်မြန်သာတည်ကြည်မိကွယ်ရေထဲကိုခုန်ချရင်မွန်းနေမှာပဲတခုတည်းဆိုရင်လည်းတနတ်နဲ့နှစ်ထင်ပြည့်ရင်အိမ်နီးနာချင်းနိုးမှာစိုးလို့ကွယ်မိုးကြတွင်ကဘိုးကြမီရဲ့အဟုတ်မြေမကောင်းအောင်ကျုပ်ကောင်းကိုမိုးကြိုးသာပြစ်လိုက်ပါတော့ကွယ်ကဲပြစ်ပြီပြစ်ပြီလက်ကားပြောတာပြစ်တော့ကြတော့ကြောက်တာလက်ကားပြောတာပါမိုးကြိုးပြစ်တာကြောက်လားဝိုင်းကိုတကယ်မချစ်ဘူးလားမချစ်ဘူးမကျင်တာလို့တမင်ခွာလိုက်တာအစ်မြင်လို့အပြစ်တင်တာဟုတ်တယ်အဟောင်းတွေ့လို့အကောင်းမိတာအစ်ကိုမြင်အပြစ်ကိုတင်လို့အချစ်ကိုမနေပါနဲ့မချစ်လေရပါတယ်ဝိုင်းရဲ့မချစ်ဘူး
ဝိုင်းလေး ဘာလဲ မင်းကိုနောက်ဆုံးတဲ့စကားလေးတစ်ခွန်းလောက်တော့ပြောလိုက်ချင်း ပြော မင်းကိုယ်ကိုမချစ်တာအပြစ်ရှိလို့မုန်းတာလားအပြစ်ရှိလို့မုန်းတာလား